ဘသူမှမထင်ထားတဲ့လှုပ်ဝက်ချက်တစ်ခုပေါ်လာခဲ့တယ်။အစကရန်သူလိုဘာလိုနဲ့ထိုးကျိတ်နေတဲ့ကောင်းလေးနှစ်ယောက်ဟာတကယ်တော့ရန်သူတွေမဟုတ်ခဲ့ဘူး။သူတို့ဟာအစီအစဉ်တစ်ခုအတွက်ပူးပေါင်းကြံစည်နေခဲ့ကြတာပါ။အဖြစ်ပြက်တွေရဲ့အစကတော့ဒီလိုပါ။ညီမနှစ်ယောက်ဖြစ်တဲ့ပိုင်ဘွန်းနဲ့ချာလီတာတို့ဟာသူတို့ညီလေးလန်ဖလွန်ကိုလူဆိုးကိုင်းကောင်းဆောင်ဝစ်ထရာစီကနေကယ်ထုတ်ဖို့ကြိုးစားနေကြတာပါ။ဝစ်ထရာကပတ်စံတွေတောင်းပါတယ်။ပိုင်ဘွန်းကလည်းသူ့ညီလေးကိုပြန်လွတ်ပေးဖို့ပတ်စံအိတ်ထဲကငွေတွေကိုထုတ်ပေးလိုက်တယ်။ဒါပေမဲ့ဝစ်ထရာကပတ်စံအပြင်ကားတော့ကိုပါထပ်တောင်းလိုက်တော့ပိုင်ဘွန်းဒေါသထွက်သွားတယ်။အဲ့ဒီနောက်တော့ရုံရင်ဆုံးရင်နဲ့ရံပွဲကြီးစဖြစ်ပါတော့တယ်။ဝစ်ထရာကသူ့လူတွေကိုရိုက်နှက်နေတဲ့လန်ဖလွန်ကိုမြင်တော့တနက်ထုတ်ပြီးသူ့လူတစ်ယောက်ကိုလူကောင်းကိုပစ်ချလိုက်တယ်။ဒီမြင်ကွင်းကတကယ်ကိုထိတ်လန့်စရာပါ။ပိုင်ဘုံနဲ့ချာလီတာတို့ကလည်းညီလေးကိုကာကွယ်ဖို့ကြိုးစားနေကြတော့ရဲတွေရောက်လာတော့ဝစ်ထရာတို့အဖွဲထွက်ပြေးသွားတယ်။ဒီတော့ညီမနှစ်ယောက်နဲ့လန်ဖလွန်တို့ဟာပတ်စံလဲဆုံးကားလည်းမရပဲအကျွေးတွေနဲ့ကြမ်းရစ်ခဲ့ရတာပေါ့။လန်ဖလွန်ကလည်းသူ့အမတွေကိုသူ့ကြောင့်ဒီလိုဖြစ်ရတာကိုနာကျင်စွာပြောပြတယ်။လန်ဖလွန်ကပတ်စံ3သိန်းဆုံးရှုံးရတာအပြင်ကားပါမရပဲအကျွေးတွေနဲ့ကြမ်းရစ်ခဲ့ရတာကိုအယမ်းနာကျင်နေတယ်။ဒီအခြေအနေကိုဘလို့မှလက်မခံနိုင်ဘူး။ဒီတော့ပိုင်ဘုံကသူ့ညီလေးကိုကားမပုံတင်ပြန်ရအောင်နီးလန့်ရှာပေးမယ်လို့ကတိပေးလိုက်တယ်။ပြီးတော့ညီမဖြစ်သူအမ်မီရဲ့ရီးစားစီကနေအကူအညီတောင်းဖို့စဉ်းစားပြီးအမ်မီကိုသူ့ရီးစားဘက်မှာအလုပ်လုပ်လေလို့မေးလိုက်တယ်။အမ်မီကတော့သူ့ရီးစားကိုအရင်မေးကြည့်အောင်မယ်လို့ပြောရင်းဒီဇလန်ရဲ့ရှေ့ဆက်မဲ့အလှည့်ပြောင်းတွေကိုစောင့်မျှော်နေရအောင်မှာပါပဲ။